အလင်းဖန်နီတိုင်းများတော့အဲ့လိုပါပဲဒါဖန်နီတွေကတော့အဲ့လိုပါဘတ်တွေပါတွေမပါသွားတာပဲကျွန်တော်အဆင်ပြေတယ်ပြောရမှာဗျာနော်ဒါတက်ဘက်တယ်လေးပါလေးတော့တစ်ချက်ဆက်ကြည့်ရမယ်တစ်ဖက်ကဂျန်ဂယ်သေးမသွားပြီးတော့ချောင်းနေနေပဲနောက်မှတာတယ်ပေါ်နေနေတာတခုမှတော့၄ယောက်ဘက်တယ်လေးတော့ကျွန်တော်တို့မြင်ရဖို့ရှိအောင်မယ် strike လေးရောအိုင်မှာရပြီနည်းနည်းလေးတော့ပြန်ပန်ထားတယ်ဂလူးပြီးလိုက်တော့နှောင်းနေနေတာမျိုးလေးလည်းမြင်နေရတဲ့ဘယ်တော့မှလည်း blink ခြေနေလေးတော့ရှိုးထားနေပါတယ်ညိုအဲ့မှာလည်း Fred Rain energy eruption တော့ Fanny လာပြီး go gas နဲ့တန်းဖြတ်နေနေတာတော့မပြောက်သွားပြီပြီးဒီဘက်မှာ Fanny Cable နဲ့လည်း flicker ခုံဆောင်သွားတဲ့ခိုင်စီနောက်ဆုံးမှာတော့ hand နေနဲ့ဂျားညုံဝိုင်းမှာ hand retreat ပေါက်ပြီးတော့ပြေးခဲ့နေတာတော့တာတဲကတော့ပေးရင်ပေးလိုက်တော့တော့တိုင်ဘာမှမဖြစ်ဘူးလားဒီလိုကိန်းတကောင်လေးရတာရေးရလိုက်ပြီ okay nice ကောင်ပြန်ရလိုက်တယ်ဗျာဂျန်ဂယ်လေးပဲပြန်ဖန်မလားနော်တာတဲပဲပြန်လာမလားဒီဘက်က fan နေရလဲသူဘတ်တိုင်မင်းနဲ့ဘာညာနဲ့ဆိုလို့ရှိရင်ဒီကောင်လည်းဘတ်သွားစားအောင်ပါဆိုတော့တတရကတော့ပြန်ချကျင်အောင်ချလို့ရတယ်တော်သေးတယ်ဇရှမ်းအက်ဒီနည်းနည်းလေးနောက်ကျသွားတာနော်ဆောသွားလို့ရှိရင်အဲ့ဂလူးကတေချင်မှတေတော့မှာအမှန်ပဲဒါကြီး Fury of the Phoenix တွေမပေးတာကဲအမှလည်းကိုလော Ryoke 1-1 first starter လေးနည်းနည်းလေး delay ဖြစ်သွားမယ်နောက်မှလည်းကျွန်တော် Quietly နော်ကျွန်တော်တော်တော်လေးကောင်းတဲ့ jungler တူပါဘရိုဒီကောင်ကိုလည်းဒါကတော့အဲ့လိုမျိုး respect တော့ပေးတယ်ပေါ့နော်ဒီကောင်ဒီပြန်ရပြီတတဲပြန်ဖို့လို့ရပြီဗျာFred Rain ကင်လာတာနော်ဒါတတဲတွေကတော့ရမှာဖြစ်မယ်ဗလန်ပြောသလိုပဲ objective ကတော့ဒီဘက်အရေးကြီးတယ်ဗျရေးကြီးတယ် fan လာမှာတော့ဒါတဲ Fanny လာမှာနောက်ကျသွားပြီဒါတဲရလိုက်ပြီကျွန်တော်မြန်မာအသင်းပဲနောက်မှာတော့ Fanny blue bat စားနေတဲ့တိုင်ပင်ပေါ့နော်ကဲမှာတော့ project တိုင်းလမ်းပြ energy eruption knock out တွေပါပြန်ပေးထားတယ်မှာတော့ Fanny လာတော့ golden hour ကိုကောင်ကိုတော့နည်းနည်းလေးချုပ်တယ်လို့ဖြစ်သွားတယ်မှာတော့မခိုင်စီရှားညံသွားနေတော့ဒီမှာတေဆုံးသွားခဲ့တယ်ပထမမှာလည်းရင်းပြန်ပတ်မှရမယ်ဂလူးကလည်းဒီဘက်မှာတော့ဟန်အော်တော့တက်ခွာသွားနေပဲဟီရိုကင်းနှစ်ကောင်ပေးရတယ်သုံးကောင်ပေးလိုက်ရတယ်ဘယ်လိုအော်တာဝါလေးကိုကြော်ချတာအေးတာဝါနှလုံးကြားရရောက်တယ်ဒီမှာမော်စကိုလေးကတော့ free fan ရတာတယ်ဆိုပေမဲ့အနီရတော်တော်များတာနော်အဲ့နေရာကြီးကမလုံးတင်ဘူးတတရကိုယ့်ကိုပြန်ဖန်မှာ fan ကိုဖိရလဲဖိကျင်တာဆိုပေမဲ့အဲ့လောက်ကြီးတော့မလုံးဘူးနော်သိလားဟော blue bat rubber နဲ့ cable ကြီးက share ဆွဲပြီးတော့ဘက်က flicker ရှိတဲ့SARS ကိုလည်းเนาะအဲ့လိုလျိုင်းလိုက် attention ပေးလိုက်တဲ့အနေထားတော့ဗတ်တဲ့ position တွေတော်တော်အောက်ကုန်တာကိုရအောက်ဝါလည်းမသုံးလို့မရဘူး fan ကြီးကောက်တော့မှအဲ့နေရာမှာအေးလို့เนาะ fan ကိုတော့ကျွန်တော်တို့တွေချုပ်တဲ့ထဲပါသွားရင်တော့မဆိုး friend တွေပါပြန်လာလို့ရမယ်တူအဲ့ချိန်ကြာဒါမှလည်းဘုံ RDG fan ကြီးကတော့တိုက်ထိန်းချုပ်ရတာခက်မှာပဲသိလားဒါကြီးဟုတ်တယ် Moscow Island တိုင်းပဲစောင့်အောင်ပါမှန်ပဲMoscow စံကြီးနေနဲ့တော့เนาะ free fan ပုံစံလေးတော့ရနောက်ဝက်မကွာဘူးเนาะနောက်ကကျွန်တော်ဥပမာတော့ရှိနေသေးတာဆိုတော့ပြဿနာမရှိသေးဘူးဟုတ်တယ်အေးစစ်စော့လို့ရသေးတယ်စံကြီးအဆင်ပြေတယ်အဓိက main carrier စံကြီးပဲလို့နော်ဘူးရှိတွေခွာဝင်ရတာလို့တိုင်း Moscow နေဂိမ်းပဲတိုင်း Ultra စင်စံကြီးပဲ Ultra စင်စံကြီးပဲတိုင်းခိုင်စီလေးလည်းသူ့အနေနဲ့သူတော့ဟို item လေးရှိပြီး damage ပေးနိုင်တော့ပိုကောင်းမယ်ပေါ့နော်တစ်ကောင်နဲ့ထမ်းတာထက်နှစ်ကောင်ပူထမ်းမှရမှာတည့်ရတိုင်းပဲဂျူတွေပဲဂျန်ဂလာဆော့တဲ့အလျောက်ကတော့ဂျန်ဂလာကြီးအောင်ထားမယ်အနေထားလေးတော့ရှိမယ်ပေါ့နော်မှန်နေတိုင်းမှန်နေကဲ second တက်တယ်ဒါရှမ်း AD တွေပါတတိထားနော်အော်လမ်းမှာတော့ Moscow ဝင်ကောက်ချင်တာစမ်းကြီးလိမ့်ချင်းလိုက်တာလားဒါကြီးလိမ့်ချင်းလိုက်တာတက်တယ်ပေါ်မှာမို့လို့ရင်း credit တွေပါရောရအောင်လူစားထားတယ်ဗျာနော်တစ်ဖက်မှာလည်းတက်တယ်စပြီးတော့လုံးတော့မယ်နေထားဒီလိုကြီး14ဆိုပေမဲ့လည်းကျွန်တော်တို့နောက်ဝက်တွေပါကြည့်မယ်ဆိုကျွန်တော်မြန်မာပြည်နေပါနေကြခြင်းမရှိဘူးတဲ့ချင်းရှင်ချလို့ရ rain တွင်းမှာတော့ရှိနေသေးတယ်ပေါ့နော်ကျွန်တော်ကမ္ဘောဒီးယားအသင်းကန်ဒီလာတော့မယ်ဘာတွေပြင်ဆင်ထားလဲတော်တဲ့အရန်ဖိုးလို့တော့မကောင်းဘူးတစ်ဖက်ကအဲ့ဂလူးကြီးနဲ့ဆိုဂလူး Fred တွင်းခွာသွားမယ်ပို့လိုက်တော့နည်းနည်းလေးတော့သတိထားအောင်ပါပို့လိုက်တော့ Fanny အောင်လဲရောက်နေတာဖိုးလိုက်တော့နောက်မှလည်း energy eruption တွေဘာတွေပေးထားနေမှာတာတယ်လောက်ထားနေမှာဟန်နေနဲ့ repeat တိကျလေးပဲပေါက်ပြလိုက်တဲ့ကောင်လေးပဲ AC repeat ပေါက် go gas တွေထိုးတန်းဖြတ်တဲ့နေတာတခုမှမပြောင်းတော့အဲ့မှာ cloud energy eruption uprise တော့မသိဘူး fury of the phoenix နဲ့ပြန်ကာထားသေးတယ်Okay ဘောကမသေးဘူးနော်အော်လမ်းမှာတော့ဦးပြေးသွားသေးတယ်ဖန်နီကဆိုလိုကောက်သွားတာခွိုင်လီကတော့တတဲပဲရောက်လိုက်တာချွေကြီးပြန်မရလိုက်ဘူးနော်တာဝါလေးတစ်လုံးတော့ပြန်ယူမနဲ့တူတယ်အော်လမ်းမှာလည်းဖန်နီနေတဲ့တာဝါလေးချိုးနေပြီအော်လမ်းလိမ့်မြန်ဆန်ဆန်လေးတော့လာရှင်းထားသေးတယ်ဗျမာဆာရပါသေးတယ်ဒါရပါသေးတယ် AC guys ဟောဒီကောင်လာတကယ်ရောက်ပေါက်နေတာလို့Fury of the Phoenix နဲ့ Fury of the Phoenix เนาะကဲနောက်ကတော့ရှိနေတယ်ဆိုရင်ပဲเนาะကီးရတော့ဇာနဲ့ဇာပေးနေရတဲ့အပိုင်းလေးတွေရှိတယ်သူသဖြင့်ကျွန်တော်ရဲ့ Moscow တေသွားတဲ့အပြင်မှာเนาะ online first tower တလုံးပေးထားတဲ့အပိုင်းလေးကတော့ကဲ 1G အချိန်ကြီးကတော့ရိုင်းတော့မကောင်းဘူးဘာဖြစ်ဖြစ်နောက်ကမကွာသေးတာလေးပဲเนาะကျင်းနဲ့ထားရမယ့်အနေထားဗျကဲဒီဘက်မှာလည်း Fred Rain
ပြေးတော့ပြေးလိုက်တယ် energy eruption golden hour upright the work ကိုတော့ရှောင်းသွားနေတယ်တော့ဟန်ပြန်ပတ်ထားသေးတယ် phobia ဝင်လာပြီး god gas နဲ့တော့ကြိုးပေးထားတယ်တော့ flick ကပြန်ခုန်ထွက် fan ဝင်လာကောက်ပေးမယ်လေ marcel frame movement တွေ tracking shot တွေနဲ့တော့ဖြတ်ထားသေးတယ်ဗျာ ဟောရောင်ကြီးငါတို့ pick call တွေမအောင်မြင်ဖြစ်နေတာ AC နော် AC နော် pick call တွေမအောင်မြင်ဖြစ်နေတာ Moscow spear mystery ဒါပေမဲ့ fury of the free နေနဲ့ Moscow မိသွားတဲ့နောက်မှာတော့ sanji တေဆုံးသွားခဲ့မယ် cloud တော့ပြန်ရခဲ့သေးတယ်ဗျာ Kuzan 1 for 1 trade မှာနောက်ဆုံးရင် Fanny ဝင်လာတဲ့နေတာတခုမှာ Amstrad ပေးပဲတော့ထပ်ပေးထားတယ်နောက်မှာတော့ Blink တကောင်ရအောင်မလားဟိုဘက်မှာလည်း hand နေနဲ့ upright တော့လာခွဲဝိုင်းနေပဲ sorry I am feeling နဲ့တူစောက်ပါ double k ဟန်ရောက်ယူသွားခဲ့တဲ့နောက်မှာတော့တစ်ဖက်မှာတော့ triple k ပြန်ရအောင်တယ်ဗျ Quietly က Oh gas လေးနဲ့ပြန်ရအောင်ပါကောင်းလေးအောင်ထွေပဲလေးကောင်ထွေပဲ ၄ယောက်ထွေး လေးအောင်ကြီးတကယ်ချနေတာအိုမို့မော့စကောနည်းနည်းလေးတတိထားလိုက်ရမှာသီလားသူဒီဘက်ကကလောက်တကောင်နဲ့အထင်နဲ့အဲစကေးဝိုင်းရှေ့ကိုခုံချလိုက်တော့ Furious the Phoenix ကော Phobia ဘူးနဲ့တိုက်တာတွေရောသွားစားမိသွားတော့နော်ဒီစေးပဲအမှုမပြေသွားဘူးစန်ဂျီ စောသီးကိုကျုံနေတာရေးစောသီးကိုကျုံနေတာရေး ကဲနော်မင်း item နှစ်ကွက်တော့ပါလာပြီဆိုပေမဲ့တတိတော့ထားအောင်ပါနော်စန်ဂျီရေးဟုတ်ကအသေး on နေတာလို့ကမ္ဘောဒီးယားကောင်တွေက အေးလို့ရပါတယ်ဒါအေးချလို့ရသေးတယ်မနောက်ဝက်ဆိုဘယ်လောက်မှမရှိသေးဘူး ရာကနေမယ်ဟောဆန်ညူတော့ချိန်နေပါနေနည်းနည်းလေးထပ်ဆွဲဆန်ပြီးအောင်မယ်ကွာသိလားဒါကြီး ဟုတ်တယ်စန်ဂျီကကူးမ item နှစ်ကွက်သုံးကွက်မြောက်သွားနေတော့ဆိုတော့နော် Moscow item timing လိုတယ်ဗျ Quietly ရဲ့ shutdown လေး Moscow လေးရနိုင်မလားမလဲ နော်မဟုတ်အဲ့ fan ကြီးကခေါက်တော့ shutdown ချမှရမှာ701ဆိုတာတကောင်တအားလွတ်နေတာ sorry ဟောပေါ်လန်တာဝါပေးရပြီလားမသိဘူး Fanny ကေပဲလာကျင်တာ tracking shot နဲ့ဖြတ်သားပေးထားနေပဲမင်းရုပ်တွေလာလုံးနေနေရနဲ့စိုက်ပေးလိုက်တယ်ကွာဒါကြီးတကောင်တအားကိုတက်နေတာဗျလဲ တအားတက်နေတာလို့အကောင်တအားတက်နေတာ link pressure ပေးခံနေရပြီဟေးနော်ဒီဘက်က fan ကြီးကဘယ်မှာရှိမှန်းမသိတော့စန်ကြီးကတယောက်တည်းအပေါ်မှာမနေရဘူးဖြစ်နေတာ ဝင်လာအောင်မလား energy eruption disable ပေး Fanny ကေပဲကတ်တုံးနဲ့နောက်ဆုံး Crazy သေးသွားသေးတယ် Fury of the Phoenix ကလည်းထပ်ဝင်လာသေးတာလောင်တဲ့ fan နဲ့ရှောသွားတာဟေး ဟိုဒီကောင်ပေါက်တာမတက်မရက်ကြီးကောက်သွားဆိုမယ်ဒမ်းမင်ရမ်းများနေတာ item ရမ်းများနေလို့ဗျ။ Fanny ကတော့ item ရမ်းများနေတယ်ဒီဘက်မှာလောရမယ်နေတာတခုပဲနောက်မှလည်း knock out တွေပိုင်းနဲ့ပြေးတော့ဝင်ဝိုင်းနေမှာတော့ Fanny ကိုဖြတ်ထားတာဂလူးတက်ခွာသွားပြီဟန်ဟန်ရှောင်းတော့ပြေးထွက်ခဲ့တယ် Fanny လောလာလုံးဖို့တော့လှုပ်ထားနေမှာတော့လော်လေးကိုနည်းနည်းလေးပြေးတူးကြည့်ပြီးအောင်လားလော်လေးကိုလုံးကြည့်အောင်လားတော့ပေးလိုက်မယ်နဲ့တူ Fanny သေးသွားပြီလော retreat အော် ပေါက်လိုက်တယ် ကျွန်တော်ဟန်နေနဲ့ retreat နည်းနည်းလေးစောသွားခဲ့နေတာဒီကမှာ cloud တော့ရအောင်ယူသွားခဲ့မယ်ဟီရိုဂေးဘာညာလေးတော့ထပ်ဆွဲထားအောင်မယ်ပေါ့နော်အော်တော့ရတင်တာ တယောက်တည်းလူကြီးကိုပေါက်ရတာလေလို့တာကြီးရဲ့ဟောဘိုးရအောင်ပါနဲ့တယောက်တည်းလူကြီးပေါက်သွေးတန်းရီပေါက်တဲ့သွေးတန်းကျွန်တော်တို့မြင်နေရတဲ့ကိစ္စကို ဟောတော့ရနေလေ Fanny shutdown ကြီးတော့ရလိုက်တယ်ဆိုတော့เนาะစိုးတော့မစိုးဘူးလောတွေဘာတွေလဲသွားပြက်ရှင်းလို့ရနေအပိုင်းလေးရှိတယ်ဒီလောရလိုက်ပိုကောင်း ရနိုင်တော့ကောင်းပါရနိုင်တော့ bounce back ပြီးဒါရနိုင်တော့ bounce back ပြီး ပိုကောင်းပါမှာ ဒါပေမဲ့ခုလည်းရပါသေးတယ်ခုလည်းစင်ပြီးသေးရမ်းမပြတ်သေးဘူးလောတွေဘာဖြတ်ရှင်းလားခုနဟီရိုဂေးဘာလည်းရလိုက်တယ်လောသာရရင်ပိုကောင်းသွားမှာဒါပေမဲ့လောမရခဲ့နေတာတခုမှလည်း เนาะဒီတက်ပို နော်စိတ်တွေပါရှော့ပြီးတော့အကောင်းဆုံးတော့ထိန်းဆော့ထားဖို့လိုအပ်နေတယ်ညီကိုဘာမှမဖြစ်သေးဘူးညီကိုဘာမှမဖြစ်သေးဘူးအေးစိဘာမှမဖြစ်သေးဘူးအားမဖြစ်သေးဘူး เนาะအောက်လန်းတွေဘာတွေသွားတော့ပြန်ကာအောင်မယ်ဗျာเนาะ minion weight တစ် weight ထပ်ပါလာနေသေးတာဆိုတော့ကဲရပြီကာလို့ရပြီ spear quality အေးသားလေးအေးဆန်ကြီးစားတော့စန်ကြီးစားတော့မစန်ကြီးဘက်တွေပါစားတော့ ဘောလေးရလိုက်ဆောင်းကောင်းသွားမှာဟေး အေးရရင်မမသားအေးစိပါ first law ပဲရှိသေးလားအဲ့ဒါကြီးစိတ်ထဲကိုတိတ်မတွေးနဲ့တော့ညီကိုရသေးတယ်ချလို့ရနေသေးတယ်ဒီခုကနောက်ဝက်ဆိုကျွန်တော်တို့ဘက်မှာကဲ item 3ခွက်ပဲလို့လား guys လဲ item 3ခွက်ပဲ အေးစိဘာမှမဖြစ်ဘူး ကတော့လဲ item 3ခွက်ပဲရအောင်ဒီ Fanny က damage တွေကြီးပဲလိမ့်သွားနေရနော်ဒီကောင်အခုတော့ rose gold တော့တဲ့လေလန်းပြေးဖမ်းထားတယ် damage တွေကြီးသွားတာ ဟို Fanny ကဖြတ်ရင်တော့ရမို့ Fanny ရှက်တောင်းကြီးရလိုက်တာနဲ့တော်တော်အဆင်ပြေတယ်လို့မလဲအားတို့ဟုတ်တယ်ကဲနော် second law လေးတော့ထပ်တော့စောက်အောင်မယ်ရေးကြီးနေတယ်သိရမလား silent က tower တွေကျွန်တော်ပြန်ယူဖို့တော့နည်းနည်းလေးတော့အားဆိုင်အောင်မယ်တစ်ဖက်က Fanny နဲ့ဆိုတော့နော် lane pressure တောက်လျှောက်ကိုပေးနေတာ Fanny blue belt လေးပြန်သွားကြည့်မလား ဘတ်တယ်တွေမကြခင်မှာမြင်ရတော့မယ်နဲ့တူတယ်ရင်းတော်တော်မာပေးနေတာဗျာကျွန်တော်တို့မြန်မာဘက်မှာတော့တန်တုံးကြီးတစ်ကောင်တော့ရှိတယ်ဗောနော်ဒါမှလည်းကွန်စီဖြောက်ပြီးတော့ပြေးလာတယ် BBB ကိုတန်းဖြတ်ဖို့တော့ကြိုးစားနေကြတယ်မတော့ပြတ်မသွားဘူးဂလူး separate နဲ့ blink ကိုမတက်ခွာသွားမလား golden hour of flick က fury of the phoenix နဲ့တော့ blink
တန်းတော့တည်သွားရင်တော့လေ God project တွေပါနေနဲ့ဂျားမှာတော့တကောင်တော့ပြန်ရထားသေးတယ်ဗျာကောင်းတယ်ရိုမန်ကောင်ထွက်တာအေးစေး Fear of the final လဲရလိုက်တယ်နော်မင်းနည်းနည်းလေးဒီချိန်မှာနည်းနည်းလေးသွေးလို့ပြန်ဆန်းကြည့်မလားနော်ဒီဘက်က God project တိုင်းနဲ့ Moscow ပစ်တာနဲ့ဆို damage ကလောက်နေပြီကဲစာလေးနည်းနည်းဆွဲထုတ်ကြည့်အောင်မလားလိမ့်နေပါကြီးလဲ push ရအောင်မယ်နော်ဒီကအဲ့မှာ Fanny ကလိမ့်နိုင်ကြောင်းနေတာပါညာနဲ့တော့နည်းနည်းတော့အောင်တော့နောက်တယ်ဗျ ဟုတ်တယ် ကလောက်ပစ်တာလည်းနားလာပြီကျွန်တော်ယူရင်းနဲ့ဟိုဥစားယူရင်းနဲ့မလို့သာအဲ့လောက်ခံနိုင်တာကလောက်ပစ်တာတော်တော်နားလာပြီဟိုအဲ့ကိုတစ်ခါလေးတန်းပြတ်သွားမှာ Flicker ခုံဝင်ရသွားလို့ Flicker ခုံဝင်ရသွားလို့အဲ့ Fury of the Phoenix ကလည်းရှောင်းနေရသေးလားမလဲ ဟုတ်တယ်လို့ Fury of the Phoenix ကအမှဗဒယ်တန်းမှာကြားလာလို့ရှိရင်ဘလို့မှရှောင်မြောက်ဒီစိဘက်ခေါင်းမတန်းရောက်တာ လော့စကန်လော့လို့ပြောရင်တော့ပုံမှန်လိမ့်မယ်ကျွန်တော်တို့စန်ဂျီမှာတော့သူက define item ဘာလို့မျိုး define item ဆိုတာအစေးဖြစ်မဲ့အဲ့လိုမျိုး win nature တွေပိုင်းတဲ့ဆိုင်တော့သူ malefic gun နဲ့ဒဲထည့်လာတာ damage ပေးချင်တာပေါ့နော်ဆိုတော့ကောင်းတဲ့ blending jewelry fanny ဝင်လာရင်ရောအဆင်ပြေပါမလားဆိုတော့အတွေးကတော့အရင်ဆုံးလာပေါ်တယ် ဟုတ်တယ် Winter Crown တော့ပါလာပြီခိုင်းစီမှာ နေပြီတော့ဖုန်းနေပြီ Fanny လာခြင်းလားတော့မ God gas နဲ့တန်းပြမလားပြီးဟုတ်တယ် ရှော့သွားရင်တော့မလည်းပါဆယ်အနေနဲ့ sorry ရ feel လေးကိုပါထပ်အဆုံးသတ်ချင်မလဲ4ယောက်5ယောက်ဆိုတဲ့အနေအထားတခုအခွင့်ကောင်းယူပြီးတော့ဒေါ်လေးပဲလှုပ်လိုက်တော့ဒါတွေတို့ အေးစေး ရပြီ Fanny တော့မှာတော့လော့ upright the worry oh story I feel it တော့ထရသွားနေပဲ oh my god second low လေကျွန်တော်မြန်မာအသင်းထပ်မှန်ပြီးတော့ဆုံးရှုံးခဲ့ရပြန်ပြီ Oh, Fury of the Phoenix နဲ့ Oh what the လဲ gas show upright the worry မသေးပါဘူး flicker ခုံရတယ် oh my god တော့ရတင်နေပြီနော် Fanny ကေပဲကတ်တော့ဝင်လာတယ် spear land တော့ side ထိုင်းနေမှာတော့ quietly ပြန်ဝင်လာတာဆရာသမားဓာတ်တက်နေတာကြီး Oh လောဘလို့မောင်မရဘူးရောင်ကြီးလောလုံနေပြီလို့4ယောက်5ယောက်အားနဲ့ တော့လုံနေပြီ ခံနေပြီးတော့လောယူပြီးတော့တက်တော့မှာအခုကတာဝါရဲ့တလုံးမှမရသေးဘူးလို့လဲလန်းလွဲရင် မော့စ်ကလေကိန်းဆိုတော့လေအေးစေးပါပွဲချိန်ကြာလာလေတော့အဆင်ပြေတယ်ဗောနော်အမှတစ်ဖက်မှာလည်းကလောက်ချိထားတယ်ဆိုတဲ့အချက်ကိုလည်းမေးလို့မရဘူးတော့ကလောက်ကလည်းကြံနေသေးတယ် Fanny ကေပဲနောက်မှာတော့ရင်းတွေးတော့ဖျားသွားနေပဲပေါ်လမ်းမှာတော့လော်ပြေးရိုက်တာဘာညာနဲ့မေဂါတလန့်ပေးရကန်ဒီဆက်တော့ဖြတ်သွားတယ်ဗောနော် oh my god bro ဖေုံကြီးကဲတော့လဲလန်းလေးပါလေးကာပါအောင်နောက်ထပ်တက်လော်လေးပဲထပ်ဆောင်မယ်နေချာလေကင်းကအဲ့ fan ကြီးကဘာလုပ်လို့မရတော့ဒီလားမော်စကိုဝင်းတို့နေရာထွက်လာလို့ရှိရင်ထိုင်ပြစ်နေုံပဲ fan ကြီးကအကြောင်းမဟုတ်တော့အဲ့ကလောက်တွေဇက်ရှမ်းတွေပဲကြည့်ရတော့မှာနော်ပွဲလေကင်းရောက်လာလေကျွန်တော်တို့ chance ကများလာလေဆိုပေမဲ့လော်တွေအဲ့လိုကြီးတော့ပေးနေလို့တော့မရဘူး ဟုတ်တယ် နော်လော်တော့ပိုင်းတိုင်းယူပြီးတော့အပေါ်လန်း first tower တွေအောက်လန်း first tower တွေနော်လိုအပ်နေသေးတဲ့ second tower တွေလိုက်ယူရတော့မှာလော်တွေက မှန်မဲသားကြီးမှန်မဲလော့လုံနေတယ်ဟောလော့လုံနေအဲ second လော့လေးရလိုက်တော့မစိုး ဘူးကြောင်းပါနဲ့ဒီလားအရင်လော်တွေပေးပြီးမဲဂါတွေပေးလိုက်ရရင်ဆော့ခတ်သွားမယ် ဟုတ်ပါ ကဲနော်စကန်80လောက်တော့လိုနေသေးတယ်တက်လော့ထွက်ဖို့တော့အခုတော့သိလားဖန်ကြီးကတလင်းကြောင်းနေရတဲ့ဟိုအမအာရုံကနောက်နေပြီ ဘလက်သားကြီးလည်းစိတ်ကိုတင်းငင်လေးထားပြီးပေါက်သား retreat ကို easy တယောက်တည်းပေါက်ရတာလားမမင်းဘလင်းတို့ဘာလို့အများကြီးဖန်တီးပေးနေတယ်သားကြီးစိတ်ကိုအေးလေးထားသားကြီးဘာမှမဖြစ်ဘူး easy အကုန်လုံးအားပေးနေတာဘယ်သူမှပြတ်မပြောဘူး ဟုတ်တယ်သူအဲ့လိုမျိုးစိတ်ကဝင်နေတဲ့လူတွေကွာသူ့ကိုလည်းသိရမလားဝေဖန်တာတွေများသွားတော့ အေးလို့ခေါင်းကြီးအားနေအဲ့လိုပဲဝေဖန်မဲဆိုတော့ねနော်မင်းပလီယာတွေကစော့ရတာတော်တော် pressure နေများတာဟေးကဲအေးစေးတိုင်းနောက်တစ်လောက်တော့တေချာလေးယူမယ်လားသားတို့ဟိုလောလိုနေပြီဗလားနောက်တစ်လောက်ထပ်ပေးရရင်စင်းနေမကောင်း လော်ပေးရလို့ရှိရင်မဲကပေးရတော့မှာနောက်လော်ပေးလို့မရတော့ဘူး ဟောညီကို မအဲ့ဂဒူးပလက်ကမရှိရချင်းဖြတ်တာပြတ်နေတဲ့ကိစ္စကျွန်တော်တို့အရန် advantage ရှိနေပြီဗျာပေါ်လန်းလေးစပီယာလေးပြစ်ကြည့်မလားလို့တော့မလုပ်ဘူးဗျာနော် Fanny ဆိုတော့လေ ဟုတ်ပါ ကလောက်ဝင်နေချပါလာပြီ မဲ လင်းရမျှရှင်းနေရတယ်လောမထွက်ခင်က Fanny လိန်ချောင်းနေရတယ်ကတော့ ဝဲချင်းအထွေးနဲ့ကြာလာနဲ့မြရင်ခုန်တရားပိုကောင်းလာခဲ့တဲ့နေထားပဲအဲ့မှာလော်လေးဘော်လန်းမှာစပေါ်နေပြီပူဇန်လာအောင်မလားပူဇန်ဖျားသွားပြီနော်တိုင်းမော့စကော့စပရက်နေနေတိုင်းနားတယ်နော်ပြောပြတာပါအမလေး live stream ဖတ်ပါညာနေဒီကောင်လေးသွေးရပြန်တက်မှာဟိုဘက်မှာလေ god gas အိုပြီးသွားပြီဂလူး
separate နဲ့ပြန်ပတ်သွားတယ်ဟန်နဲ့သွေးတော့ဆွဲနေတာတော့ရွေးနေကတော့အောင်လဲမှာလိမ့်သွားကြောင်းနေ၄ယောက်ဗျဒီဘက်မှာဖန်နီကတော့ mobility မြင့်နေတော့ချိန်မရွေးလာလို့ရတော့တတိယမြောက်တော့ယူရမယ်အနေထားလော့ဖိုနေပြီFury of the Phoenix နဲ့ disable ပေးပြီးတော့ယူရတာ Moscow Spear Distraction Hero K ပဲယူမလားဒါ Hero K ယူလဲတန်တယ်နော် Hero K PPPP လေးကိုဖြတ်ကြည့်မလားဂလူးတက်ခွာသွားရင်လည်းမဟန်အနေနဲ့တော့ဆွဲချိတ်ခံနေရနေတာတခုမှဟန်ဟော Project Stand upright တော့ gas တွေပါထိုးတိုင်းနေပဲ9ယောက်လုံးတော့အသက်ရှင်နေသေးပဲပြန်လိုက်ချခြင်းမင်းမလဲ ဆွဲကြည့်အောင်လားပြီးလေးနည်းနည်းလေး အစာလေးဆွဲထုတ်ကြည့်မှာမလုပ်တော့ကွာပြန်ပတ်လာ မရတော့ဘူးပြန် defend တော့မယ်အော်ဟန်တော့တောင်းလဲဆိုပေမဲ့သိလားဘက်ကဇက်ရှန်စတူဒီယို The Phoenix နဲ့ဂလူးခွာသွားဆိုတော့ဘလို့မှပေါက်လို့မရဘူးအဲ့ဒါကြောင့်ပြောတာပေါက်လို့ရတာတော့ပေါက်ပါမှာ ယူရမှာ ဟုတ်တယ်ဒီကောင်လေးလောက်ပါအလားလေးဂလူးနဲ့မေဝါနဲ့ဇက်ရှန်နဲ့ထိန်းသွားတာဒီဘက်က Fred Win ကိုယူရင်းကလည်းအောက်လန်းနေအလဲပြန်လာတာနဲ့နော်မော်စကိုကလည်းအောက်ဆင်းသွားတာနဲ့အမှဒီကောင်တွေကအချိန်ကောင်းရသွားတာပြီးတော့မော်စကိုစပီးယားပြစ်လိုက်တာလည်းဘက်လိုင်းနဲ့သွားထိတာဆိုတော့နော်ဒီကောင်ဆင်းလာရင်အဲ့၄ကောင်သားဝိုင်းလုတော့မှာကဲလောကတော့ဖြတ်ရှင်းနေပြီဗျမော်စကိုနဲ့ဆိုမြန်နေကဲနော်လောဘော damage ဒီပိုင်းနဲ့တော့လော်လေးတော့မြန်တော့ဖိုးချနေနေပဲဒီလောနဲ့ကတော့ mega တလန်းတော့မပေးထားဘူးဆိုရင်တော့အဆင်ပြေနေသေးတယ်သားကြီးတို့အဆင်ပြေနေသေးတယ်ဘာမှမဖြစ်သေးဘူးရသေးတယ်သားကြီးတို့ရသေးတယ်ကဲနိုင်နေနေပြီနော်နိုင်နေပြီဒီကလောလုံနေတာလောနဲ့မှတက်လို့ရမှာဒီတိုင်းတက်လို့မရဘူးလောတလောရရင်နိုင်ပြီဗလက်အဲ့လိုပဲမှတ်ထားလိုက်တော့လောလုံနေတာenergy eruption ကောင်းလေးအဲ့ဖန်ကဘာမှမဟုတ်တော့ဘူးကာစီလောက်ပဲတတိထားမှာအဲ့ဖန်ကြီးကိုတဲ့ကောင်တွေကဘယ်သူမှကြောက်ကြမလို့ကာစီမှာလည်း winter crown တွေပါလာပြီးတော့မဆိုစန်ကြီးကတော့ win နီချာတွေပါလာတယ်ဗျ Wiley lane pressure ပေးခံမှာဒါတော့ mega မပေးရသေးလို့နော် mega မပေးရသေးလို့ခံတာနေတာမှန်တယ် fan ကြီးနဲ့ lane pressure ပဲပြီးတော့မှာဒီကောင်တွေကလေကင်းက fan ကြီးကဟိုလိုကြီး light ကောက်တာထက်ပြောနေနေတွေ့လားfan ကြီးကြားတော့လာချိုးနေတာဒါသမားတစ်ချက်ကရိုက်သွားသေးတယ်နော်မကလောက်ကမင်းတိုက်ပေးတယ်နော်မင်းဝါပါထည့်တာဖဏရောင်းပြီးတော့ win တော့ကပါထည့်တာဆရာသမားဟိုတော့ item ပြည့်သွားပြီလေဖဏရောင်းပြီး win တော့ကထည့်ထားတဲ့ကောင်လေး Wiley လိန်ချောင်းနေလုံးပဲပေါ်လာမှာလောအနေနဲ့စက္ကန့်50ကျော်ဖိုက်တယ်နဲ့ပြိုင်မှတ်ပါပဲတစ်ဖက်ကလည်းတော်တော်ကောင်းတယ်ကတ်သရုပ် retreat got gash ထိုးမလားဒါမှလည်း stand နေပါတော့ပေးထားတယ် BBB အနေနဲ့လည်း separate လေးနဲ့တော့ပြန်ပေါက်သွားတယ်ဗောနော် okay ပါ lane pressure ပေးခံနေရတာဒါတော့ mega မပေးရသေးလို့ဟျောင်းကြီးလုံးပါအောင်ဟာကဲတော်လေးတော့ချက်တော့ကြည့်ရမယ်လောက်ပါ flicker တောင်းရရှိရတယ်တောင်းဒီချိန်မှာစပက်တောင်းရမှာနော်အကောင်ရှေ့တက်နေတဲ့ကောင် flicker တောင်းရမှာcome on ကအေးဆေးပဲဒီချိန်မှာအတိုင်းခန်းပြနေဖို့ပဲလိုတာဒါအတိုင်းစိတ်အေးဆေးလေးထား project တိုင်း got gas နဲ့တော့ BBB ကိုတန်းဖြတ်နေနေတာတော့ separate လေးနဲ့ပြေးသွားတယ်မနော် trucking shot တွေပိုင်းနဲ့ဖြတ်ရှောက် Fury of the Phoenix နောက်မှလည်း Fred Win ပြန်ပတ်1မှာ golden hour နဲ့ချိန်နေကုန်လို့တော့ခဏရနာတိုင်း upright တော့ဒီလက်ခွဲတိုင်းမှာ Fanny ပြေးပဲဆွဲနေတယ် BBB မသေးပါဘူးကျော်ဘက်ကယူရင်းနဲ့လည်းအသက်ရှင်ခဲ့တဲ့နောက်ဘယ်သူမှမသေးဘူးအကုန်လုံးရှားနိုင်ကောင်းမှာကွာ4ယောက်5ယောက်နဲ့လော့ယူလို့ရတယ်ဂလူးမသေးပါဘူးဟုတ်ကာစီဖလစ်ကာပေးလိုက်ရတာနည်းတတိထားမှရတော့မှာနော်ကာစီ Winter Crown Immortal တွေပါဆွတ်ဖို့တခါလေးပြင်ဆင်ထားပါ ready ပြင်ထားပါမှန်တယ်ဆွတ်တော့မှာမှန်တယ်ဒါကြီးနော်ဖလစ်ကာမရှိတဲ့ကောင်တွေကိုဒီချိန်မှာအဲ့ Fred Win နဲ့ခေါင်းနဲ့တခါလေး tracking shot နဲ့ဟိုကစပယ်တောင်းပြီးဖြတ်ရတော့မှာကဲတော့လောစပြီးတော့လောထားနေမှာ sorry I feel it ပြေးတိုးမဲ့နေတာမျိုးလေးလည်းပြထားနေမှာလောတော့တကယ်ကြီးဖိုးချနေတယ်ဟန်တကယ်လုံးမလားစန်ကြီးတောက်ချောင်းလေးကြီးဟိုဘက်မှာ got gas နဲ့ hero ကေပဲရင်ယူထားတယ်လော reset ပြန်ကြောင်းဝိုင်းနေမှာ fan ကြီးကေပဲလေးဆွဲ PPP မသေးပါဘူး tough with fury of the phoenix နဲ့ stand ခံနေရတယ်မှာကျွန်တော် Kaisi တန်းပြတ်သွားတဲ့နေတာတခုမှာ hero ကေတကောင် Moscow စန်ကြီးတောက်ချောင်းလေးပြက်ကလောက် blessing ကျူရကြမှာဟန်မှာတေဝိုင်းနေပဲဟီရိုကင်းနှစ်ကောင်စန်ကြီးတစ်ကောင်ဝင်းနေချာလေးနဲ့ပြန်တော့ဘတ်ခွင့်ရမယ်တစ်ဖက်ကလည်းဝင်းနေချာအင်းမော်တယ်စန်ကြီးကောက်တော့ဆွတ်သွားနေမယ်တော့စန်ကြီးပြစ်ခွင့်တော့ရနေသေးတယ်မာဆယ်လည်းပြန်တော့ဘတ်ထားသေးတယ်ဗျာတစ်ဖက်မှာလည်းဖန်နီကတော့ပြန်ထွက်ပြီးအော်မဟုတ်အင်းမော်တယ်မှာပေါ်လမ်းပြပေးဦးဖန်နီအင်းမော်တယ်ကြောက်သွားတယ်ဒါကြီးအော်ကတ်တရုပ်ပါပိုင်းသွားတာကြီးဖန်နီအင်းမော်တယ်ဆော့သွားတာဒါကြီးပြီးရောမန်နေတယ်ဗျမတော်နေတော့အလောကတော့ပြီးအောင်ပဲပြင်ထွက်ချမရဘူးဖြစ်နေပြီလို့ဗတ်ဇက်ရှန်တော်တော်အောင်နောက်တာကြီးဇက်ရှန်ရဲ့ဒီကဇက်ရှန်မင်း Fury of the Phoenix ကဘယ်နဲ့အဲ့ညင်နေရတာမင်းတို့အဲ့လိုလုံးရင်တော့မှားသွားမယ်နော်ဂလူးဆိုရကောင်တော့အာယုံနောက်တာကြီးတေးမှမြင့်မသေးဘူးစောသည်
ဟုတ်တယ်အဲ့ဂလူးကစောစီးပြတ်မှာလို့မပြတ်ဘူးဖြစ်နေတာအဲ့ဂလူးနဲ့ဇက်ရှမ်းနဲ့က အဲ့ တော် ကောင် တော် အောင်လမ်းမှာကလေးတေးတင်တာအဲ့ကောင်အောင်လမ်းမှာကလေးတေးတင်တာအဲ့ကောင်အာ တစ်ဖက်မှာကျွန်တော်ဒီဘက်ကဘလင်လဲတေး ဒီကမြောက်လောနေရတော့မေဂါရနိုင်ကြီး chance တော့နည်းနည်းများသွားပြီ bro e-sport ဘက်ကဒါပေမဲ့ကျွန်တော်မြန်မာဘယ်လို defend မလဲဆိုတာလည်းမူတည်သေးတယ်ပေါ့ဗျာ ရတယ်ခေါင်းနဲ့မော့စကော defend လို့ရတယ်ဘယ်အချိန်မဲဖြစ်ဖြစ်တိလားအရင်ကြီးမမားဖို့ပဲ မှန်တယ်သားကြီး နော်အဲ့ Fury of the Phoenix ကိုတတိထားမှရတော့မှာတိလားဟိုကောင်နဲ့ဗတဲ့ဝင်လုံးတဲ့ချိန်ကောက်ချလို့ come on သားကြီး come on AC ပဲ AC ပဲ ပြီးမရဘူး ဒီကိုဒီငိန်သားဝင်နေချာပြန်တော့ဆွတ်ထားတယ် winner crown နေလဲဝင်နေပြီတစ်ဖက်က iron နေတော့ဆွတ်တယ်ဗျအောင်လမ်းမှာတော့ Moscow လိန်နေပါရှင်းနာနေမှာပေါ်လဲလောလာနေလိန်မှာတော့ mega တလန်းဖြတ်ပေးလိုက်တယ်လိန်နေ control လေးမစိုးဘူးဗျာသိလားညီကိုလောမြင်မြန်ဆန်ရှင်းမေး လဲကြည့်ပါအောင်လဲကိုကြည့်ပါအောင် အလဲမှာဝင်လာတော့မင်းနေတူတယ်တစ်ဖက်ကမင်း Fury of the Phoenix ကြီးကိုင်လာတော့ project တိုင်း got gas တော့မ fan နေကေးပဲ winter crown Fury of the Phoenix ကိုတော့ခိုင်းစီခဲပြပြီးတော့ရှောင်းတိုင်းမှာတော့မကတ်တော့ကြားမှာတော့ blink တည်သွားခဲ့တယ်တော့၄ယောက်၅ယောက်အားတော့ဖြစ်နေတယ်မ fan ကြီးဝင်လာခြင်းနေသေးတယ်နောက်မှလည်း uprise တော့ခွဲတော့ခွဲတိုင်းတော့မ hand နေမသေးသေးဘူးမေဂါ3လမ်းတော့ပြေးလာပြီ အကောင်တွေတက်မရဘူးမေဂါ3လမ်း မေဂါ3လမ်းတော့ပါသွားရင်ကိုမေဂါ3လမ်းတော့ပါသွားရင် guys ငါလုံးကိုချနေရပဲ Oh, come on. Easy.တောင်းမောင်နဲ့တက်ချင်နေသေးတာစပယ်တွေမရှိဘူးနော်အကောင်တွေ Fury of the Phoenix မရှိဘူးနော်တက်လို့ရှိရင်ထူရမှာနော်ဒီချိန်က ကူလောင်းပြန်လေတော့လိန်ခွေလည်းရှင်းအောင်ပါဆိုတော့မချတာပဲကောင်းမယ်နဲ့တွေ့တယ်သားကြီးဟေး အိုးမသိဘူးရောင်ကြီးကူစင် Rose ကိုနဲ့ မေဂါ3လမ်းကမ်းဘက်ဒီဆိုတာလည်းရှိပါတယ်သားကြီး easy ဘောင်းတွေပါကြိုက်တယ်လို့မော်စကိုဂေါနေရတော့ကာလို့ရတယ်ဆိုပေမဲ့မေဂါ3လိုင်းပေးလိုက်ရတဲ့အပိုင်းကြီးကတော့တော်တော်ကြီး pressure တော့များသွားပြီနော်ငါတို့အဲ့ဒါအာလီလောတွေသာရခဲ့ရင်ကိုဒီပြဿနာတွေမဖြစ်တော့ဘူးသိလား အေးဘောအဲ့ဒါလည်းအဲ့ဒါပေါ့ကွာ ရခဲ့ရမယ့်လောတွေနှစ်လောတော့ကွာ first law နဲ့ second law ရလိုက်ရင်ဒီချိန်မှာတော်တော်ကြီးစီမီသွားမှာ အဲ့တော့ဘလို့ဆော့ဆော့နိုင်ရမယ့်ပွဲကြီးဒီပွဲက ဟိုဘက်ကဘယ်လိုလော၄ကတော့မအံ့နိုင်သေးဘူးဘယ်လိုစဉ်းစားကြည့်လိုက်တော့အဲ့ဆိုရင်တော့ နော်မော်စကိုဂေါပစ်ထားတဲ့ draft ကလည်းဆောင်း solid ဖြစ်တယ် မေဂါ3လမ်းပေးထားတော့မဖန်ကြီးက lane pressure ပေးလို့ပူကောင်းသွားပြီကွာသိလားဒါအဲ့တပေါက်ရှိအဲ့တပေါက်ကသွားဆိုးတာ ဒီတော့ကျွန်တော်ဒါပေမဲ့မလောက်ချင်ဖြစ်နေတာသိလား urine ကြီးဖြစ်နေတာဆိုတော့အဲ့ backline တွေကကောင်းနေကိုအရင် pressure ပေးလို့မရဘူးဖြစ်နေတာဒီနဲ့ဖြစ်နေတော့နော်တကယ်လို့ banner လောက်ဆိုရင်တော့မစိုးဘူးလားလို့ damage တွေပါတော်တော်ပေးလို့ကောင်းမှာ ကဲလော့တော်လောနေပြီ မော်စကိုအောက်မှာပဲနေရမှာကျန်တဲ့၄ယောက်ပဲလော့ရှိလာလို့ရမှာ နောက်လည်းပေးချင်းကြီးသွေးတော့လော့ကျွန်တော်မြန်မာအတင်းရှင်းနေနေလေးပြေးကောက်ဖို့လိုနေနေမတော့မဘလိမ့်ဘိုးနဲ့အာဝါလေးနဲ့အချိန်ကြီးရပ်ပေးမလားဒီလော်လေးကိုအဲ့မှာဖန်နီကေပဲကတ်တုံးနဲ့လာဖြတ်နေနေတာတော့ရွေးနဲ့မသေးဝါဖလစ်ကခုံထွက်သွားသေးတယ်ရာသေးတယ်တော့လော့ရီဆက်ကြာသွားပြီဥပမာဘလိမ့်ကိုလည်းမြင်သွားနေပဲကမော်ရီယာတင်းထိန်းချုပ်ထားသေးပါ ကပြန်ဖို့လား lane pressure မရှိခင်လေး ဖန်နီအိမ်ပြန်နေတဲ့အချိန်လေးလော်လေးကိုဖိုးကြည့်မလားတိုင်လော့တပေါက်ပဲကွာလော့တပေါက်ပဲအပရိုက်ဇာဝလေးတပေါက်ပဲလော်လေးတပေါက်ပဲနောက်မှလေလော့ခြေနေလေးတော့ကြည်ထားနေပြီဒီလော့ကျွန်တော်တို့အရေးကြီးနေပြီလော်လေးကိုတော့ရင်ယူမလားဟန်နေတဲ့တစ်ဖက်မှာဖန်နီကိုဒီစိပဲပေးထားတယ်တစ်ဖက်မှာလော်ဝေးဘူးအပရိုက်ဇာဝ retreat နဲ့ဟန်ရှောင်းတော့ရှူသွားနေတယ်ဟီโอเคချက်ယူရမယ်လေတော့ come on Fanny no တိုင်လိန်ဟေးထိမောင်မော်စကို speed on distraction nice come on let's go မကြည့်မေးအောင်ဟဲ့ကြည့်မေးအောင် အေးဟန်နေနဲ့ပြန်သေးသွားတယ် come on ရတယ်၄ယောက်ရသေးတယ် easy တက်ကောင်းလိုက်တဲ့ဆန်ဂျီ speed ရောက်ကွာ လုံးပါ ဆန်ဂျီတကယ်လုံးနေပြီရောင်းရသေးတယ်နော်၄ယောက်ဟိုဘက်လည်းဂျန်ဂလာမရှိဘူးကိုရီဘက်လည်းဂျန်ဂလာမရှိဘူး၄ယောက်ပဲတက်ချင်တက်လို့ရတယ်ဟိုဟောင်ကြီးတော်သေးတာပေါ့ဟောင်ကြီးလောကရအောင်ပါပဲလို့လောကရအောင်ပါပဲ၄ယောက်နည်းနည်းလေးတော့ထပ်ပြီးတော့တမ်းမယ်နေတာတခုမှလည်းတစ်ဖက်မှာလည်း win on nature ပြန်ပြီးတော့ဆွတ်ထားတဲ့နေတာတခုမှကူစမ်းလိန်ကိုတော့ဖြတ်ရှင်းဖို့တော့လုံနေတယ်လော်လေးကိုနည်းနည်းလေးကာပေးဦးမလားသားတို့လော်လေးကိုနည်းနည်းကာပေးဦးမလားပေးမရှင်းနဲ့လိုက်ဖြဲတာမေဂါ3လမ်းကမ်းဘက်နော်ချိုးမြေမှာနော်ဒီနိုင်ဘွဲမေဂါ3လမ်းကမ်းဘက်ဝိုင်းတော့တိုက်တကယ်နိုင်ဘွဲချိုးမြေမှာ got gas ထိုးထားပြီးတော့ဖြတ်တဲ့နေတာတခုမှ Fury of the Phoenix ကိုနဲ့ hour နောက်မှာတော့ UA နဲ့ light တော့ဖြတ်ပေးမလဲ immortal ကြီးပါကြံနေသေးတယ်ဆိုတော့လေအရန်ကြီးတော့ဆက်မလို့မေဂါ3လမ်းလောက်တွေပြန်ယူမလား နဲ့တက်ကြည့်ပါအောင် come on လော်ပြေးရိုက်တယ်နောက်တစ် creed away ထပ်ဝင်လာပြီ
ဖန်နီထွက်တော့မယ် ရန်ကြီးမလုံးနဲ့တော့ဘအိုးမေကတန်းရလိုက်တယ်ကတန်းရလိုက်တယ်အဲ guys အလာခွင်ရေးတွေမရဘူးနော်ခွင်ရေးနှစ်ခါသုံးခါမရဘူးလို့ဒါတို့နည်းနည်းလေးစူးစမ်းပေးအောင် တော့မီနီယံဝင်ပြီးတော့နေတိုင်းမို့အဲ့လိုမျိုးအတိုင်းလေးမှာ double review ရှင်းနဲ့ယူရမှာလား double review ရှင်းနဲ့ယူအောင်ကာဂျီကိုပဲကျွေးရင်ကျွေးလိုက်တော့ကာဂျီကိုပဲကျွေးလိုက်တော့ငါ3လမ်းကမ်းဘက်ကလည်းဖြစ်သွားနိုင်သေးတယ်ညီကိုတို့28မိနစ်ဖြစ်နေပြီဘရိုတခါသေးသွားရင်နောက်ပွဲဒီပါအိတ်လို့ရတယ်ဟောအရန်ရေးကြီးနေတခေါင်းမှသေးလို့မရတော့ဘူး3ရောက်တော့လေဖြတ်သေးပေးမလားဘက်က Pro Esport တော့ပြေးပြီးတော့ဝင်သွားပြီ Energy Eruption God Cash ရပြီနောက်တစ်ခေါက်မှ try မယ်နောက်တစ်ခေါက်ထပ် try မယ်နောက်တစ်ခေါက်ထပ် try မယ် easy တော့ပေါ်လာရင်အကောင့်ထပ် try မယ်လားအောက်လမ်း free လေးနည်းနည်းလေးသွားရှင်းလိုက်မလားလိန်တော့သွားရှင်းရမှာဘလူးဘက်မရှိတော့အရင်ကြီးလုံးမလုံးနိုင်တော့ဘူးဒီလားကွန်စီးဖြောက်လာပြီလိန်တော့သွားရှင်းရမှာဒါကြီးအောင်လန်းပေါ်ပဲချုံချိုးလိုက်တော့အပေါ်ပဲချုံချိုးလိုက်တော့အပေါ်လွတ်နေတာဒီကောင်အိမ်ပြန်မရမယ်ဖန်နီကဘလူးဘက်မရှိတော့ဒီကောင်နည်းနည်းတိုင်ပတ်နေရသေးလားဒီချိန်ကကျောင်းအတွက်ခွင်ရေးပဲကဲတော့6လုံးမြောက်ဖြစ်သွားပြီကြည့်တော့ရှိတယ်ဒါတော့ဟိုကအကုန်ရှိတယ်ရှင်းလို့ရတယ်ခရီးကိုစောင့်နေရဖြစ်မယ်သေးလားခရီးကိုစောင့်နေတာမရှင်းသေးပဲနဲ့ကဲမလေးခလို့ရတော့အော်လန်းလော့ဒင်းရှင်းပါလားလော့လုံးပါလားအောက်လန်းလားလော့လားငိုတခုခုတော့ဆုံးမချက်ရမှာချမှရမယ်ခလို့ရလိန်နေပါရှင်းဒီဘက်မှာဖန်နီဝင်လာပြီးတော့ချကျင်လာလားအဲ့ဒါလေးလည်းမောင်းဝါနေတော့ဒီဘက်မှာလော့ဖုန်းနေပြီနည်းနည်းလေးသွေးလေးပြပြီးဟောရသေးတယ်သွေးအများကြီးကျန်နေသေးတယ်ဘလင်း position ကောင်းတယ်ကိုဒီဘလင်း position ကောင်းတယ် position ကောင်းတယ်ဒါ bling position တော့ကောင်းတယ်တောင်းလိုက်တော့မစိုးငေါ်တော့ speed out အိုးခင်ပြေးချလောက်တယ်ချမယ်နော်အနေအများရတယ်ဒါအဲ့ဒါကြီးပြီးစားလိုက်တော့ come on စိတ်ရှိလေးပဲငါက3လမ်း pressure ဆိုတော့လေနည်းနည်းလေးတော့ lane pressure ပြီးတယ်ဆိုမှလုံးလုံးကြီးချလို့မရတော့တာတော့မဟုတ်ဘူးဒါကြီးမော်စကိုမြင်ထားတယ်နော်ဖန်နီကိုမြင်ထားတယ်ဖန်နီကိုမြင်ထားတယ်ဒါကြီးတို့ဒီဘက်မှာ Fanny အောင်လမ်းမှာနော် Fanny အောင်လမ်းမှာ God Gas တိုးဗီဆက်ပြကြအောင်လမ်းမှာ Fanny တေဝါပြီ4ယောက်လော့no Fanny no more Fanny guys ပြန်လို့မယ်လားပြန်လို့မယ် no more Fanny အဲ့ကောင် Fanny ကတိုက်လေ4ယောက်အဲ့ကောင်ပုတ်သွားပြီဒါကြီးစီးဖြောက်ပြီးတော့လာတာတအားကောင်းတာဟိအားကောင်းတာဘလင်း easy နော်လက်ခပ်တိန်တော့ရအောင်ယူပေးဟောလော့သွေးတို့ကဒီလော်လေးပဲတိုက်4ယောက်5ယောက်အာလား4ယောက်5ယောက်အားလေးပဲGod Gas တိုး upright တော့နဲ့ပြ Fury of the Phoenix ဘာလို့မလဲ Winter Crown ခဲထားသေးတယ်ဟမ်နောက်မှ Amon ကြပြန်လာမှာ PPP ပါထပ်သေးသွားရင်လည်း Killing Speed ပါစန်ကြီးနောက်မှလည်းလုံးမယ်လောက် Blending ကျူတယ်ကူစံဝေးနေချတိုက်တော့လော်လေးပါလေးလုံးမလား Feeling sorry I feel it ပြန်ပါဝိုင်းတစ်ဖက်မှာလည်း stand တလောက်တကောင်တန်းလိုက်တော့ one way push မယ် upright တော့ဟိုဘက်မှာနောက်တဲ့တကောင် sorry I feel it ပါထပ်သေးသွားမလား sorry I feel it ပါထပ်သေးသွားတယ်မနော် God Gas တင်နေဟိုဘက်မှာ session Amon တိုက်တနေကုန်ခဲလိုက်တော့တနေကုန်ခဲနေလာအဲ့မှာ Winter Crown 9ကောင်လုံးတင်းဝိုင်းအောင်သွားပြီကြီးကျွန်တော်ရဲ့မြန်မာတီမဲက3လမ်းကမ်းဘက်ကို game 1မှာပြသသွားရင်လည်းပဲအနိုင်ရရှိခဲ့ပြီပဲဖြစ်ပါတယ်